လေးကစီမံကိန်းအကြောင်းပြောတော့နော်NUG ကိုဝေဖန်တယ်လို့ဖြစ်ပါတယ်ဒီအချိန်မှာပေါ့နော်အဲ့လိုမဝေဖန်သင့်သေးဘူးပေါ့နော်ကျွန်တော်ဝေဖန်တာမပါဘူးနော်ကျွန်တော်မနေ့ကပြောတဲ့အထဲမှာနော်ကျွန်တော်ပြောတာကလေးမကာနိုင်ရင်လေးဖြက်ဒါကိုပြောတာနော်ဆိုရင် NUG မှာရှိတဲ့ပတ်စံတွေဘယ်ရောက်သွားလဲလို့ဘာလို့ကျွန်တော်လည်းမသိဘယ်သူမှလည်းအဲ့ဒါကိုညင်းခုံပြီးတော့ပြောနေတာတွေကနဲပါလို့ရှိတော့ပါဗျာဒါပေမဲ့အများအားဖြင့်မပြောကြပါဘူးဒါပေမဲ့ဒီအချိန်မှာ NUG ကိုပြောခြင်းကမကောင်းဘူး NUG ဒီဟုတ်လားရိုးကျွန်တော်တို့ဆွေရတဲ့အချုပ်ချာအာဏာမပိုင်သေးဘူးဗာညာနဲ့ဒါကြောင့်မလို့အဆုံးကုန်တော့အဆဆိုတော့မကော်ကြနိုင်သေးဘူးလေမြန်တွေကနာသွားဒီနာသွားအဲ့တော့ဘယ်သူကဒီလေပြည့်လက်နက်တွေရှိလဲပဲဒီနေရာပြည့်လို့ရဖို့လေပြည့်တုံးကြီးလူတဲ့လုံလောက်ဖွဲ့တဲ့လုံလောက်မဖြစ်နိုင်ဘူးဗျာအဲ့လိုမျိုးဖြစ်တာကျွန်တော်ပြောနေတာလေပြည့်ဒုံးကြီးကိုခမရသွားပြီးတော့စတန်ကဝဲလို့မလွယ်ဘူးကျွန်တော်သိတယ်နော်ဒါဘာလို့ကျွန်တော်သိတယ်ဆိုတာကိုရဲလေးပြောတဲ့စကားဖြစ်နေပြီနော်ကျွန်တော်သိတယ်ဒါမလုပ်လို့မရဘူးဆိုတော့ကျွန်တော်သိတယ်နော်မလွယ်ဘူးဆိုတာလည်းသိတယ်ဒါပေမဲ့ကျွန်တော်တို့ပြောတာကနော်ရှိတဲ့ပတ်စံတွေကိုနော်ပို့စုပြီးတော့ drone system နေနော်ဒီဥစားပေါ့ rocket system နေနောက်ပြီးတော့ကကျွန်တော်တို့ဥစားပေါ့ဗာလဲက missile တွေပေါ့ missile တွေပို့ပြီးတော့ထုတ်လို့ကျွန်တော်ကတိုက်တွန်းတာနော် NUG မှာအဲ့ပတ်စံတွေဘယ်သုံးသွားလဲလို့ဘာလို့သွားလဲလို့မပြောဘူးဘာလို့မပြောတာလဲဆိုရင်ပြီးသွားပြီနော် view ဟာဆွဲဘူးလားကျွန်တော်ကပြောတာဒီ view ကဘာလို့ဆိုရှင်လေဖြတ် view ဟာလို့ကျွန်တော်ပြောတယ်လေဘဲတွေကိုတိုက်နော်ကဲခင်ဗျားတို့ပြောတယ်လေမှုမိသားစုတွေကိုတတ်မယ်ဟိုကတတ်မယ်ကောင်းလျှောက်တတ်မယ်တတ်လို့ရတာပေါ့ကျွန်တော်လည်းလူတတ်မှုအားပေးမယ်ဒါတော့အားပေးတို့တော့အဲ့ဒါကနော်တခုချင်းလိုက်လို့ရတဲ့အတွက်တယောက်ချင်းမှာနော်အနေများနော်အဲ့တော့ကျွန်တော်ဆိုရနော်ကဲလို့ဆိုရှင်နော်ဥပမာလေးဗျာနော်ကျွန်တော်အကာအကွယ်ယူနေတဲ့နေရာတစ်ခုကနေပြီးတော့နော်အခုတောင်ငူလေတပ်ကိုသွားပြီးတော့ဒုံးဘာလဲဆန်းတယ်လို့ဘာလို့ပြောကြတာနော်အဲ့တော့မန္တလေးမှာရှိတဲ့လေတပ်စခန်းနော်အနည်းဆုံးနော်ဟိုတော့မိထ္ထီလာမှာရှိတဲ့လေတပ်စခန်းတွေကိုနော်ကျွန်တော်တို့ကနော်3မိုင်တမိုင်နဲ့3မိုင်ပတ်ဝန်းကျင်တွေပြစ်နိုင်တဲ့မစ်ဇိုင်းတွေကိုနော်ကျွန်တော်တီထွင်နိုင်တဲ့လူတွေအများကြီးရှိတယ်ဗျကျွန်တော်သိတယ်နော်ခင်ဗျားတို့လည်းသိတယ်နော်ထို့သူအဲ့ drone တွေကိုအသေးခံဆိုပြစ်ထည့်လိုက်မယ်အဲ့ပတ်စံမကုန်လားကုန်ခုနကျွန်တော်ပြောသလိုပဲနော်အဲ့ပတ်စံကုန်တဲ့ဟာတွေကိုနော်လေကားဘာညာမငင်းကြပါနဲ့ကျွန်တော်လည်းမပြောပါဘူးမငင်းလည်းမငင်းပါဘူးဝိုင်းပြီးတော့ထပ်စုပြီးတော့ကျွန်တော်တို့ကအဲ့ဒီမစ်ဇိုင်းနော်တာဝေးမစ်ဇိုင်းပေါ့တာဝေးဆိုတော့ကျွန်တော်ဒီမှာတော့တာဝေးပေါ့ဗျာတကယ်တော့ပြောရင်တော့2မိုင်3မိုင်လောက်ကိုပြစ်တဲ့ဒုံးမြန်လေးတွေကိုပြောတာပါမစ်ဇိုင်းလေးတွေကိုပြောတာပါနော်အဲ့လိုပဲပြန်နိုင်တဲ့နော်ကီလိုမီတာ900 1000လောက်ပြန်နိုင်တဲ့နော်အနေထားလောက်ကိုပြောတာပါနော်အဲ့တော့ဒါလောက်ဟာလေးတို့ကျွန်တော်တို့စမ်းသပ်တည်ထွင်နိုင်ဖို့အတွက်ကိုဒီတကယ်အလွတ်လွတ်နေတဲ့ဒီဥသာပေါ့ဒီအုပ်စုလေးတွေနော်အဖွဲ့လေးတွေကိုနော်သူစေတနာလုတ်ခွင့်ကျွန်တော်တို့ကပေးရမယ်နော်စမ်းသပ်တည်ထွင်မှုပေးရမယ်နော်ဆိုတော့ဗျာကျွန်တော်လှုပ်ဝဲပြီးတော့ဗျာကဲဘကိုးရုံးမကြီးတနေရာမှာတို့မို့လွတ်လပ်နေတဲ့ရခိုင်ပြည်တနေရာမှာနော်တော့လွတ်လပ်နေတဲ့ကချင်ပြည်တနေရာမှာနော်ကျွန်တော်စမ်းသပ်ကြည့်နော်အဲ့မှာရှိနေတဲ့ကျွန်တော်ခဏပဲအဲ့မှာရှိနေတဲ့ဥစားတွေကလည်းတိုင်းသားအဖွဲ့အစည်းတွေကလည်းတိုင်းသားအဖွဲ့အစည်းတွေလို့လေကျွန်တော်ဆိုတာအဲ့တော်လိုင်းအဖွဲ့အစည်းတွေကလည်းပဲသူတို့ကကိုယ်ပိုင်လက်နက်တွေထုတ်နိုင်တော့တဲ့နော်စွမ်းအားတွေရှိကြတဲ့အဖွဲ့အစည်းတွေနော်ဟောဗျာရမ်းလုံးနိုင်မယ်ဗျာကျွန်တော်ငယ်ကပြောဦးတယ်ဒီဥစားငယ်ဆိုတော့88တော့ပြောတာဒီကောင်ဟာတခါရှမ်းပြည်မှာဒုံးကြီးတွေပြစ်တယ်ပို့ကြီးဘယ်လိုလုပ်တော့အဲ့ပို့ကြီးမျိုးလုပ်ပြီးတော့
ငါတို့အဲ့ဒုံးမြန်တွေကိုဒီလိုပြစ်ချရင်မရဘူးလားဗောကျွန်တော်ပြောဦးတယ်ဒါကျွန်တော်တို့အဲ့လိုကလူငယ်တွေပဲရှိတယ်ဘယ်တိတ်ပြီးတော့ဟိုပညာလည်းမတတ်ဘူးအခုလည်းမတတ်ပါဘူးနော်ဆိုတော့ကျွန်တော်ဘုံဟာဒီမြဲမှာရှိနေတဲ့နော်ဒီဒရုန်းဟာပေါ့တော့မစ်ဆိုင်စမ်းသပ်နေတဲ့လူငယ်တွေကကျွန်တော်ခဏကြည့်တယ်ဟောမစ်ဆိုင်တွေစမ်းသပ်နေတာဟောခင်မီနီးပညာလေးတွေကိုနည်းနည်းပေါင်းထည့်လိုက်ရင်တော်ကောင်းတဲ့မစ်ဆိုင်တွေထွက်လာအဲ့လိုစမ်းသပ်ဖို့အတွက်ကိုသူတို့ကပတ်စံလိုပါတယ်ခင်ဗျကျွန်တော်တို့ကပတ်စံလိုပါတယ်ခင်ဗျလို့သူကခဏပြောတယ်အဲ့ကျွန်တော် NUG ကိုပြောတာကအဲ့လိုဆိုရင်ကျွန်တော်တို့တခြားနေရာမှာဟောသုံးမဲ့ဥစ္စာတွေရှိမဲ့အစားနော်အဲ့ဒီခါရဒီသူတည်စနဥစ္စာတွေကိုအမြန်ဆုံးဖြစ်နေအောင်လို့ဒါသူတို့က85လောက်သွားပြီးနေပြီနော်သူတို့စမ်းသပ်နေတာကကျွန်တော်တို့25လောက်ပေါင်းပေးလိုက်ရင်ဒါ100ရာခိုင်နှုန်းအောင်မြင်သွားတော့မယ်အဲ့ဒါတွေကိုကျွန်တော်ပြောတယ်အစင်း20 30 50ဟောလေတက်တစ်ခုသွားရဆန်းသက်ပြလိုက်အဲ့တော့လေဘဲတွေပါလေးဖြက်ပြီးသားဟောလေမြန်ထီအဲ့လေမှုလေရောက်ဌာနမှာနေတဲ့လူတွေပဲထီလေမြန်ဟိုတာဝါတိုင်းတွေပဲထီမျောစင်တွေပေါ့ဗျာအဲ့ဒီမှာရေဒါတွေကိုပဲထီညံတိအလုံး20 30ပြစ်ထက်လိုက်ငါတို့စမ်းကြည့်တာအဲ့လိုဟာမျိုးကိုကျွန်တော်ကပြောတာနော်အဲ့ဒါကိုလေဖြက်လို့ပြောတာလေဓာတ်ကိုဖြက်တာနော်အဲ့တော့စမ်းလဲစမ်းတက်တီလဲတီထွဲလှုပ်လဲလှုပ်ဒါမျိုးတွေကိုကျွန်တော်လုပ်ရမယ်လို့ကျွန်တော်ဆိုတာနော်အဲ့တော့ဟိုလေကာကိုဝေပြန်များပြီးလေကာကိုဝေပါနေပါပြီဆိုပြီးတော့ဆိုတာမဟုတ်ဘူးအများဝိုင်းပြောနေတာကိုတချို့မီဒီယာတွေတိကျပြန်ပြီးတော့စဉ်းစားကြည့်ပါနော်အများဘာဝိုင်းပြောနေတာလဲဆိုလို့ရှိရင်NUG ကိုအပြစ်ပြောနေတာတဲ့နော်လှုပ်တင်လှုပ်ထိုက်တာကိုဒီလိုလှုပ်ပါလို့အကြံဉာဏ်ပေးနေကြတာဟောအဲ့လိုအကြံဉာဏ်ပေးတာကို NUG ကိုဟာလာဟိုဝေဖန်နေဟိုတက်ခဲ့တယ်လို့ပြောရင်တော့ကျွန်တော်တို့လက်မခံဘူးဘာလို့ဆိုတော့ NUG ရှိတဲ့နယ်လို့ကျွန်တော်တို့ကအမြင်နဲ့ခံရတဲ့လူတွေဟောCRPH ရှိတဲ့နယ်လို့ခံရတဲ့လူတွေဟောဒါပေမဲ့ပြောတယ်ရှိရတော့ပြောရမှာပဲဟောငါတို့အစိုးရမလို့ငါတို့ဘာမှမပြောရဘူးလို့ဒီလိုပြောလို့ပဲရမယ်ဟောဝေဖန်တာရှိတာဝေဖန်ရမယ်ပြောစရာရှိတာကိုပြောရမယ်ဟောလုပ်ကျင်တာကိုထောက်ပြရမယ်ဟောဒါမို့တခါကြိုက်ဟိုစိန်ခေါ်လို့ဖြစ်နေတော့တခါကြိုက်မကောင်းဘူးဟောကျွန်တော်ကဒီဟိုတော့ဘောတချို့မီဒီယာတွေမှာရေးတယ်ဟိုဘောဟို NUG ကိုစိန်ခေါ်ပြီးတော့ချက်ပြောနေတယ်ဘာလို့ညာတော့စိန်မခေါ်ဘူး NUG လည်းဖြစ်ဖို့ကြိုးစားတာလည်းမဟုတ်ဘူးသို့တော့နော်မင်းတို့လုံးနိုင်လို့မလုံးနိုင်လဲငါတို့ပြောငါတို့လည်းခွာပြီးတော့ကူညီမယ်လို့ပြောတာဟောအဲ့ဒါကိုတခါလေ NUG ကိုအခုချိန်မှာမပြောစင်ဘူးလို့ပြောစင်တယ်လို့ဆိုရက်ဟောဟိုအငင်းပွားမှုတွေကိုကျွန်တော်တိတ်ပြီးတော့ဘဝင်မကြဘူးဟောရသေးတဲ့အထောက်စိတ်လို့ပြောသလိုပဲနော်ကိုယ်ပိုင်ကိုလန်ထောင်းတော့သိမနာဘူးဗောသူများထောင်းရင်တော့နာအောင်ထောင်းမှာဗောဒါပေမဲ့ကိုယ်ပိုင်ကိုလန်ထောင်းနေရတာဟောဒါလေးကိုလည်းမနာအောင်ပြောနေရတာဟောအဲ့ဒါကိုနားလည်ပြီးတော့လွတ်ပါတယ်ဟောကျွန်တော်မနေ့ကပြောခဲ့တဲ့ဥစ္စာထဲမှာ NUG ကိုဟောကျွန်တော်ဒီပြောရင်းနဲ့ရေမောပါတယ် NUG ရဲ့လို့ပြောရတာဘာကြောင့်လဲဆိုရှင်ပြောနေတာမလုပ်လို့ပြောနေတာနော်နောက်တစ်ခုက strategy ကိုအတိအကျမချတာကိုကျွန်တော်တို့ကပြောနေတာ strategy ဆိုတဲ့အနေအထားမှာနော် political strategy နဲ့ဒီဟိုဒီ military strategy ဆိုပြီးတော့လားစီရေး view ဟာရောနိုင်ငံရေး view ဟာရောကချိတ်ဆက်ပြီးဘယ်လိုလုပ်ကြမလဲဆိုတာကိုအခုထက်ထိနော်ဒီplanning နဲ့ပြောတာမရှိဘူးဘာလို့ကျွန်တော်အဲ့လိုပြောလဲဆိုရင်သူတို့ပြောတိုင်းလုပ်တိုင်းပြဿနာအကြီးကျယ်တက်နေတယ်အရင်ဆိုပြောတာပဲဟုတ်တာမဟုတ်တာဖယ်ထားဆိုတာမျိုးတွေဖြစ်နေတယ်နော်ဒီဘက်ကိစ္စမှာလည်းပဲဟိုဘက်ကိစ္စမှာလည်းပဲကျွန်တော်တို့ခဏပြောတယ်ကြောင်းဆိုနေလှုပ်ဝဲလုပ်ကြပါဘာလို့လဲသိလားဟိုကလေမအားလောက်စောက်ကျင်မကောင်းတဲ့ကောင်မအားလာပဲရှိတယ်နော်သူ့အောက်ကကောင်တွေကလည်းစောက်ကျင်ကိုတစ်စက်မှမကောင်းတဲ့ကောင်တွေနော်ဂျနီဗာတွေလာမပြောတဲ့ကုလသမဂ္ဂလာပြောတဲ့နော်ဟိုကုလသမဂ္ဂတွေးမှုချုပ်ဝမ်းတယ်လို့တော့စောက်မလိုက်ဘူးဂျနီဗာမှာဘာဥတွေဘာလဲစောက်မလိုက်ဘူးအဲ့တော့ကျွန်တော်တို့ကရောကျွန်တော်လှုပ်ရှားရကျွန်တော်မလှုပ်သင့်ဘူးလားဒါကိုကျွန်တော်တို့ကဝေဖန်ထောက်ပြတာနော်အဲ့ဒါကိုလည်းနားလည်မှုပေးပါလို့တောင်းပန်ပါတယ်မြေသားတို့ပါပုံဝင်လင်ပဲပြောပါတယ်နော်အားလုံးလည်းကျေးဇူးတင်တယ်ကျွန်တော်ဗီဒီယိုလည်းညှောက်ဝေပဲကြည့်ကြပါ